Hello မန္တလေးမှာတံမြာသီးတို့အရန်ကိုခစ်စားပြီးတော့ trend ဖြစ်နေတာဟုတ်တည်ရီကြနေဆိုတော့မူရမာယာတွေပိုလုံးနေပြူငါရာတွေကိုရှော့အောင်ခွေလူသူတကပေါ်မှာချိုးတာလုံးနေကလေးမရဲ့ဒီလိုကိုမကြိုက်ဘူးခွေတကယ်ကိုပြိုပြင်းနေရဲ့ကလေးမရဲ့ဒါတွေကိုပြင်းအောင်ခွေယူလေးနေတာရှင်တဲ့မြူယူတလေးနေတာအဲ့တော့တံမြာသီးရပါပြီစားလိုက်ပါမယ်ရှင်ဒါတော့မဖတ်တင်မှတော့မဟုတ်နည်းနည်းတော့စားပါလားသူများတော့မချင်ငါတော့ဘာလို့ချင်လဲဒီမှာပစွန်ကြောက်တွေပါလို့လားမသိနော်ဒါမလဲစားမယ်ကွယ်မပြိုင်လည်းမပါဘူးချိုးမုတ်ရယ်စားရယ်ပါရယ်ငပိနဲ့အားရပါဦးဟိုတံမြာသီးတို့တက်လာရင်အရန်တည်ကြနေဟောလိုက်တာကုန်တော့မယ်နှလုံးပဲဒီမှာဈေးကြီးရဲ့တံမြာသီးဝယ်ရတာအဲ့ဒါဘာနဲ့စအပိနည်းနည်းထည့်တယ်လေစားပါကောင်းလိုက်တာချင်းချင်းမနေနိုင်စားကြတယ်ရမ်းမယ်